Premier League ကိုအိုးမင်းတုတ်ခဲ့ကြတဲ့အင်္ဂလန်အသင်းများဒီနေ့ချန်ပီယံလိပွဲစဉ်မှာအင်္ဂလန်အသင်းရဲ့အနေနဲ့6သိန်းဝင်ရောက်ရှင်မြန်ခဲ့ရာ6သိန်းတော့16သိန်းရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့ပါရီဒါပေမဲ့အသင်းကြီးဖြစ်တဲ့ဟိုသင်းတော့မပါခဲ့ပါဘူး16သိန်းရှုံးထွက်မှာဘေးအသင်းကမှအနိုင်ရရှိခြင်းမရှိပဲ Premier League ကိုအိုးမင်းတုတ်ခဲ့ကြပါရီ Premier League ချန်ပီယံလီဗာပူးကတော့ Gloucester နဲ့တွေ့ရှိခဲ့ရာ1-0နဲ့ရှုံးနေတော့ခဲ့ပါရီ Gloucester အင်ကွင်းမှာ1-0နဲ့သာရှုံးခဲ့တာကြောင့်နောက်တစ်ဆင့်လီဗာပူးအင်ကွင်းမှာကန်ရမှာဖြစ်တာမို့နောက်တစ်ဆင့်တက်ဖို့တော့အလားအလာရှိပါရီ Europa League ဖလားပိုင်ရှင်စပါးအသင်းကတော့ဒီနေ့တန်းဆင်းဆောင်ထဲရောက်နေပြီးအချင်းနေမကောင်းတာကြောင့်ချန်ပီယံလိမှာလေဂိုသမားရဲ့ပေးဆက်မှုတွေကနေ 5-2 ရက်လက်နဲ့ Atletico Madrid ကိုရှုံးနေတော့ခဲ့ပါရီ3ဂိုးအသာဖြစ်တာကြောင့်နောက်တစ်ဆင့်တက်ဖို့မိမိသွားပြီဖြစ်ပါရီ Newcastle ကတော့ Barcelona ကို 1-1 ရက်လက်ပေါ်ထွက်လာတဲ့ကြောင့် Newcastle အသင်းကိုတော့ကျွန်တော်တို့ချီးကျူးရမှာဖြစ်ပါရီလက်ရှိဖလားလေးလုံးယူဖို့ရေပန်းစားနေတဲ့ခြေစွမ်းအကောင်းဆုံး Arsenal အသင်းကတော့ Leverkusen ကို 1-1 ဆိုတဲ့ရက်လက်နဲ့တရေပေါ်ထွက်လာခဲ့ပါရီနောက်တစ်ကြော့မှာအင်ကွင်းမှာကန်ရမှာဖြစ်တာကြောင့်နောက်တစ်ဆင့်တက်ဖို့တော့အလားလာရှိပါရီကမ္ဘာ့ချန်ပီယံ Chelsea ကတော့ final မှာတွေ့ခဲ့တဲ့ PSG နဲ့ဆုံတွေ့ရမှာ PSG အသင်းကရှုံးချစ်ကိုပြန်ဆက်တော့ခဲ့ပါရီ 5-2 ဆိုတဲ့ရက်လက်နဲ့နောက်တစ်ကြော့ကိုပြန်ထုတ်ဖို့ Chelsea အသင်းအနေနဲ့မိမိန်သွားပြီဖြစ်ပါရီ Guardiola Man City ကတော့ချန်ပီယံလိဘရင် Hala Madrid နဲ့အတွေ့မှာတော့ 3-0 ဆိုတဲ့ဂိုးပြတ်နဲ့ရှုံးနေတော့ခဲ့ပါရီဒါကြောင့်နောက်တစ်ဆင့်တက်ဖို့တော့ဘလို့မှလွယ်ကူမနေတော့ပါဘူးအင်္ဂလန်အသင်းရဲ့အနေနဲ့ပါကြော်ရက်လက်မှာဒီလိုရက်လက်တွေပေါ်ထွက်ခဲ့ပေမဲ့နောက်တစ်ကြော့မှာဘေးတင်းတွေကနောက်တစ်ဆင့်တက်လန်းသွားမလဲဘေးတင်းတွေကအိမ်ပြန်ရမလဲဆိုတော့ကိုမလီမှာမန်းသွားခဲ့ပါအောင်နော်အားလုံးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ